အားလုံးပဲမင်္ဂလာပါဆရာထက်ကတော့ဒီနေ့ online class ပေးရလေးမှာပေါ့နော်တရိတ်ဆန်ရုံကိုတောက်မှာဖြစ်ပါတယ်အားလုံးပဲဆရာထက်နဲ့အတူတူတဘာဝတရားကြီးကိုလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာအတူတူသွားမဲ့တငယ်ချင်းကိုစာရင်းနဲ့ဂျပွတ်လိုရဲ့ထဲမှာလိုအပ်တဲ့ပစ္စည်းလေးတွေထည့်နေတယ်ပေါ့နော်သူများတွေလို fashionable ဖြစ်အောင်မိုးတက်ဖို့ပေါ့နော်အောက်က t-shirt ရဲ့အပေါ်ကအနက်ရောင်အင်ကြီးအထက်လောက်ဝက်လိုက်တယ်ပေါ့နော်ပင် style ပင်လေးဝတ်ခဲ့ပါတယ်ဒါတော့စတင်ပြီးတော့သွားပြီပေါ့နော်ဒီကျုံးဘေးမှာလေးတဖြူးဖြူးနဲ့သွားရတဲ့ခန်းစားချက်ကစိတ်ကို fresh ဖြစ်စေတယ်ပေါ့နော်ပထမဦးဆုံးစတင်ကြည့်တဲ့တရိတ်ဆန်လေးကတော့ခိုမီကော့လို့ခေါ်တယ်ပေါ့နော်သူကအဖြူရောင်လေးနဲ့အရမ်းမဲကိုချစ်စရာကောင်းတယ်တစ်ခါမှမမြင်ဘူးအရမ်းမဲကိုအပြည့်မှာဖွေးဆိုပြီးတော့ချစ်စရာကောင်းပါတယ်ဒုတိယကြည့်တဲ့ငှက်ကတော့ဘာငယ်လေးတော့မသိဘူးသူ့မှာရေးထားတော့မြက်ကွင်းပြကတဝါဆိုပြီးရေးထားတယ်ပေါ့နော်အားလုံးရောဒီလိုငှက်ကိုအပြင်မှာမြင်ဘူးကြလားမသိဘူးအရန်မဲကိုလှတယ်ပေါ့နော်နောက်ငှက်တစ်မျိုးကတော့တေးဆိုငှက်လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ပုံမှန်အားဖြင့်ခေါ်တာတော့ကြက်တူရီလို့ခေါ်တယ်သူကအပြင်မှာတကယ်ကိုစိမ့်ဖန်နေပြီးတော့ပေါ့နော်တကယ်ကိုလှတယ်ပြီးလို့ရှိရင်ကြွကြွဆိုပြီးတော့အော်နေတဲ့အတန်လေးတွေလည်းပို့ပြီးတော့အရန်ကိုချစ်စရာကောင်းတယ်ဗျနောက်တစ်မျိုးကတော့ကလမကြက်တူရီတော့ကြက်တူရီပေါ့နော်ဒါပေမဲ့ဘာလို့ကလမကြက်တူရီလို့ခေါ်လဲဆိုတာစဉ်းစားလို့မရဘူးကလမနဲ့တူလားတခြားလေးကြည့်ကြပြပါဦးငှက်တွေကြည့်ပြီးတော့ကြားတွေရှိတဲ့ဘက်ကိုသွားပါမယ်ကြားကိုအရင်မတွေ့ဘဲနဲ့ချစ်စရာကြောင်လေးကိုအရင်တွေ့လို့ကြောင်လေးကိုကစားနေပါတယ်ကဲကြားကြီးကိုစတွေ့ပါပြီကြားရတော့ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ဈေးညံလျှောက်လို့လျှောက်နေတယ်ဘာလို့လျှောက်နေလဲတော့မသိဘူးကျွန်တော်ထင်တာကတော့သူဘိုက်စာလို့အစာတောင်းနေရထင်တယ်သူရဲ့ဝမ်းဘိုက်ကိုကြည့်လိုက်ပါလားနော်အရန်ကိုတွဲကြပြီးတော့နည်းနည်းလေးပိန်နေလို့ခံစားမိတယ်ပေါ့နော်အစာကိုပုံမှန်ကြွေးကြရလားတော့မသိဘူးခင်ဗျစိတ်ပညာအရာကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့လည်းတက်ရှိပဲပေါ့နော်လွတ်လပ်မှုကိုလိုချင်ပါပဲဒါပေမဲ့ဒီလိုမျိုးတန်စကားတွေကထားတဲ့အထဲထဲမှာနေရတဲ့အဲ့တော့ကြောင့်မို့သူတို့စိတ်ထိခိုက်မှုတော့ရှိကောင်းရှိနိုင်မယ်လို့ထင်မိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကြားလေးပြောရှင်သွားအောင်ကျွန်တော်ကဒီအပြင်ဘက်ကနေပြီးတော့အဲ့ဒီကြားလေးကိုလှမ်းစားတယ်ပေါ့နော်သူကစတာကိုမခံဘဲနဲ့ဘယ်ကိုသွားလဲတော့မသိဘူးဖြစ်အောင်မင်းကကြားလားဘာကြားလဲကွာငါလည်းကြားပဲမင်းလည်းကြားငါလည်းကြားပဲငါပါကြလဲသိလားဇွတ်ကြโอเคနောက်တစ်မျိုးကတော့ကိုယ်တိုင်ရိုက်လာပြီးဘာကောင်လဲတော့မသိဘူးလူဝင်လို့တော့ထင်တာပဲပေါ့နော်လက်သေးကြီးတွေကအရှိကြီးပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ကြားကြီးလိုပဲပေါ့နော်ကျွန်တော်တွေးမိတာကဘာလဲဆိုရင်ဒီတလိပ်ဆန်တွေအားလုံးဟာဆိုလို့ရှိရင်လွတ်လပ်မှုမရှိဘဲနဲ့ channel ထဲမှာနေရတဲ့အတွက်ကြောင့်မို့လို့စိတ်ပညာအရာကြည့်မယ်ဆိုလို့ရှိရင် psycho ဖောက်နေတဲ့တရားတွေနဲ့တူတယ်ပေါ့နော်နောက်တစ်ခုကတော့ဝက်ဝင်ကြည့်လို့တော့ထင်တယ်ပေါ့နော်အမွှေးရေးစုပ်ဖွားနဲ့အရန်တော့ချစ်စရာကောင်းတယ်ဒါပေမဲ့နောက်ကနေကြည့်တယ်ဆိုလို့ရှိရင်တော့အမွှေးတွေကျွတ်နေတယ်ပေါ့နော်ထိုင်တာများလို့လားနေရာထိုင်ခင်းကမကောင်းလို့လားမသိတော့အရန်တော့တနာပါတယ်အမွှေးတွေကျွတ်နေတဲ့တက်တော်လေးဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာတန်တကာရဲ့ဒီဘေးမှာရှိတဲ့လူတွေကြွေးထားတယ်ပေါ့နော်ဒီခကြီးသွားလာတွေကြွေးထားတယ်အတူအပြက်အစတွေကိုသူတို့စားနေရတာတွေ့ရတယ်ပေါ့နော်ကောင်းကောင်းခန့်ကြွေးကြရလားဆိုတာတော့ကျွန်တော်လည်းမသိနိုင်ဘူးပေါ့နော်红茶你挖当啥吧？空茶ရဲ့လား茶吧，先是的。哎，有没好呢？哎，看上高呀。ရုပ်ကြည့်တော့ခုံချလိုက်တော့ရုပ်ကြည့်ရလိုက်မိချောင်းကံမှာတော့ရေရတော့အရန်ညစ်ပတ်ပါတယ်အခုပြထားတာတော့ဘာကောင်လဲဆိုတော့ကျွန်တော်မသိပါဘူးသူ့မှာတော့စာတော့ရေးထားတယ်ပေါ့နော်အကောင့်နာမည်ဒါပေမဲ့ကျွန်တော်မေ့သွားပြီပေါ့နော်အခုပြထားလိုက်တာလည်းဘာကောင်လဲမသိဘူးကြောင်လို့ကြွက်လို့ရှင့်လို့နဲ့ပေါ့နော်ပြီးလို့ရှရင်မှန်းခဲ့ပါအောင်ဒါဘာကောင်လေးလဲတလိမ့်ဆိုင်ုံတယုံလုံးမှာအနားကြီးဆုံးကတော့ကိုမြောက်ဖြစ်ပါတယ်ကိုမြောက်ကတော့เนาะကြော်တယ်ခွာတယ်အော်တယ်เนาะဘာတွေအော်လို့အော်များလဲမသိဘူးအော်တယ်ဗျာအခုတခါမှာတော့ကြောင်နေဘက်ကိုရောက်လာတယ်ပေါ့နော်အခုပြထားတဲ့အကောင်ကိုပေါ့ပထမဦးဆုံးအနေနဲ့ကကြက်တစ်ထင်တာပေါ့နော်ဒါပေမဲ့တောကြောင်ဖြစ်နေတယ်ကဲနောက်တစ်ခုကကြောင်ကြောင်ဝင်ပိုက်ဖြစ်ပါတယ်ကြောင်ဝင်ပိုက်ကတော့သူ့ရဲ့အိမ်လေးထဲမှာအိုက်နေပါတယ်ခင်ဗျာဟေးကိုလူတို့လားစီးမလား Oh my god လားတွေကိုတော့ကျွန်တော်တို့အနီးကပ်ထင်းထင်းရှားရှားတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လားတွေကတော့မတန့်ရှင်းပါဘူးအရန်ကိုညစ်ပတ်နေပါတယ်ဒါပေမဲ့တစ်ခါတော့လားစီးဖို့ကျင်တယ်ပေါ့နော်အရန်ညစ်ပတ်နေတော့လားတွေကိုတော့တန့်ရှင်းလုပ်ပေးသေးတယ်လို့တော့ထင်မိတယ်ဒါနဲ့ကျွန်တော်လားတွေနဲ့အမတ်တရားတစ်ပုံရိုက်လိုက်ပါတယ်ချွတ်
ကျွန်တော်လားစီးပြီးတော့ဟုတ်ပါကျွန်တော်လားနဲ့ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်ဒီသမင်းတွေတရေတွေစက်တွေဘက်ကိုရောက်ခဲ့တယ်ပေါ့နော်သူတို့ကတော့ရမ်းပဲကန်ကောင်းတယ်လို့ပြောလို့ရတယ်သူတို့ရဲ့နေတဲ့ခြံကအကျယ်ကြီးပဲပေါ့နော်သမင်းတွေတရေတွေစက်တွေနေတဲ့ခြံကအကျယ်ကြီးပဲသူတို့မှာကလွတ်လွတ်လပ်လပ်သွားလို့ရတယ်ခြံအကျယ်ကြီးမှာပေါ့နော်ဒါပေမဲ့အားလုံးပဲစက်သားစားဖို့ကြလားနောက်တစ်ခုမေးချင်တာကတော့ဗာလဲဆိုလို့ရှိရင်သမင်းရဲ့တရေရဲ့စက်ရဲ့အဲ့3မျိုးကဘယ်လိုခွဲရလဲသူတို့ရဲ့ဂျိုတွေကတူနေတယ်ကျွန်တော်ကတော့သမင်းရဲ့တရေစက်ရဲ့ကိုကျွန်တော်မခွဲတတ်ဘူးနော်အားလုံးပဲသမင်းတရေစက်ရဲ့ခွဲကြတဲ့နီးလေးကိုကျွန်တော်ပြောခဲ့ပေးပါဦးဟိုဒီကဂျိုးပါတယ်ဟိုကဂျုံပါဘူးတမင်းနဲ့တရေလား ဒီတစ်ခါမှာတော့ယူသန္နာတင်လာပါပြီကဲသင်နာမဲကယူသန္နာတင်နဲ့เนาะနောက်တစ်ယောက်နာမည်တော့မေ့သွားပြီယူသန္နာတင်နဲ့ရွှေထူးဆိုလားမသိဘူးပေါ့နော်ကဲသူတို့တွေကတော့ကပြဆိုရင်တော့ကပြရတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ခြေထောက်တွေမှာတော့ထူးခတ်ထားတယ်ပေါ့နော်ထူးခတ်ထားတဲ့အခါမှာသူတို့ဒီနေရာကနေရွှေ့လို့မရဘူးပေါ့နော်ဒီခီးသွားလာတွေကျွေးတဲ့အစားအစာတွေငပြောသေးတွေကိုသူတို့စားရတယ်ပေါ့နော် ကြိုက်ဘူးတဲ့ ယူသန္နာတင်ကတော့နည်းနည်းလေးပြင်းတယ်ပေါ့နော်ငပြောသေးကိုအလုံးလိုက်ကျွေးရင်တော့မစားဘူးခွာကျွေးမှစားတော်တော်ငပြင်းယူသန္နာတင် ငပြင်းပေါ့ငပြင်းစင် ခေါ်ပါအကောင်ရောစီးလို့ရတယ်လက်ပိုက်တဲ့အိမ်ရောစစ်ပါဘူးမမအဲ့လိုမျိုးအိတ်တက်ကြည့် ခုလိုဒီဇင်ဘာကျောင်းပိတ်ရဲ့ဒီဇင်ဘာ holiday မှာမိမိတို့ရဲ့ကလေးတွေကိုပေါ့နော်အခုလိုတလိမ့်ဆန်ရုံလေးတွေကိုပို့တင်ပါတယ် သူလက်ဒီလိုလောက်နိုင်မှာဘယ်လဲအိမ်ရ ကဲနောက်ထပ်ပြီးတော့ကျွန်တော်တို့ဒီမွေတွေဘက်ကိုရောက်သွားတယ်ပေါ့နော်မွေရတဲ့မွေမျိုးစုံစပတ်ကြီးမွေမွေဟောက်ပေါ့နော်မျိုးစုံရှိတယ်မွေကြောက်တတ်တဲ့သူတွေကတော့မသွားသင့်ဘူးပေါ့နော်သူကရန်ကိုကြောက်စရာကောင်းတယ်ပေါ့နော်ဒါကတော့နောက်ဆုံးကြည့်ခဲ့တဲ့အကောင်ပေါ့နော်ထင်တော့ချက်စင်လို့တော့ထင်တာပဲချက်စင်ဟုတ်လားမဟုတ်လားပြောခဲ့ပေါ့နော်ချက်စင်လားငှက်ကလေးဟုတ်လားပါလားတော့မသိဘူးပေါ့နော်သူကဒေါင်းလို့ပါလို့နဲ့တူနေတယ်သူရဲ့ level မှာကတွဲလောင်းလေးရှိတယ်ပေါ့နော်ခေါင်းမှာကလည်းဂျိုးလိုမျိုးလေးပါနေတယ်အဲ့ဒါဘာကောင်လဲချက်စင်လားဒါမှမဟုတ်ငှက်ကလေးဟုတ်လားပြောခဲ့ပေးပါဦးပရိသတ်တွေအားလုံးကြည့်ပြီးတဲ့အခါမှာကျိုးတာလာလျှောက်ပါတယ်ကျိုးတာကတော့အရန်ပဲလှုပ်နေတယ်ပေါ့နော်မြင်းတဲ့အတိုင်းပဲပေါ့နော်နည်းနည်းလေးတော့စိတ်လှုပ်ရှားပြီးတော့ကြောက်စရာကောင်းတယ်ဒါပေမဲ့ဗီဒီယိုရိုက်နေတဲ့အတွက်ကြောင့်မို့လို့မကြောက်ချင်ဟန်ဆောင်ခဲ့တယ်ပေါ့နော်မကြောက်ပါဘူးပေါ့နော်ဟုတ်လေနောက်ဆုံးပြန်ကန်ဒီမှာလူတွေကြိတ်ကြိတ်တိုးနေတဲ့ရေတကုံတန်းကိုတွားပြီးတော့ဓာတ်ပုံရိုက်ခဲ့ပါတယ်ဓာတ်ပုံရိုက်ပြီးတော့ပြန်ခဲ့ပါတယ်အားလုံးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ